လာပါမင်းတို့ ABS system နဲ့ကတော့မင်းတို့အစီး40ကျော်ကနေပြီးတော့အစီး20လောက်ပဲရှိရမယ်နော်ဒီဘိန်းလေးတွေကတော့မင်းတို့ BNN ဘက်ကိုတင်တွင်းတဲ့ဘိန်းတွေပေါ့နော်ဒါမင်းတို့မြန်မာနိုင်ငံမှာအစမ်းအနေနဲ့မင်းတို့အစီး40ကျော်ပဲရောက်ရှိထားတဲ့ဘိန်းလေးဖြစ်ပါတယ်အစီး20ကျော်မင်းရောင်းချပေးပြီးသွားပြီပေါ့နော်ကဲနောက်ထပ်အစီး20လောက်ပဲကျန်ပါတော့မယ်နော်ကဲသူကတော့မင်းတို့အနီပန်းစိမ်းစစ်စိမ်းလေးကတော့ဒါဘယ်တော့မှမရောက်ထားဘူးသေးတဲ့အယောင်ပေါ့ BNN ကို BNN နိုင်ငံကိုတင်တွင်းတဲ့ဘိန်းလေးပေါ့နော် ABS system ပေါ့နော် EFI နဲ့မင်းတို့လာထားတဲ့ဘိန်းလေးပဲဖြစ်ပါတယ်လက်ရှိချိန်မှာဆိုမင်းတို့အပန်းရဲ့အနီရဲ့စစ်စိမ်းရဲ့နှုတ်စိမ်းရဲ့အနက်6ရဲ့ခဲရဲ့ဖြူရဲ့ဆိုပြီးတော့ရှိပါမယ်ဒီအစီး20ကုန်ပြီးသွားပြီဆိုတော့မင်းတို့နောက်ထပ်ပစ္စည်းရောက်ဖို့တော့မတေချာဘူးပေါ့နော်ရိုးတွေနဲ့ပဲမင်းတို့ဒီမြန်မာနိုင်ငံကိုတင်သွင်းတာများတယ်အခုဒီတစ်ခါကမင်းတို့ဒီအစမ်းအနေနဲ့ပေါ့နော် ABS system EFI လေးကိုမင်းတို့တင်သွင်းထားတယ်ပေါ့နော်ကဲဒါကတော့မင်းတို့ကန်ဆန်းမဲ့ night တလို့ပဲပေါ့နော်ဒီအစီး40ကုန်ပြီးသွားရတယ်မင်းတို့ထပ်ပြီးတော့မရနိုင်တော့တဲ့ဘိန်းလေးပေါ့နော်ကပ်ပရိုဘိန်းလေးပဲအယောင်လေးကလည်းအစမ်းလေးပဲဒါတော့မင်းတို့မြန်မာနိုင်ငံမှာတိတ်မတွေ့ရတဲ့အယောင်လေးတွေပဲဖြစ်ပါရင်နော်ကဲသူများနဲ့မတူတဲ့အယောင်လေးတွေစီးကျင်နေဆိုရင်တော့အခုမင်းတို့ပစ္စည်းမကုန်ခင်လေးကိုအမြန်လေးလာရောက်ဝယ်ယူအားပေးနိုင်ပါရင်နော်ဒါလေးကတော့ပန်းစီလေးဖြစ်ပါတယ်အနီလေးလည်းရှိသေးတယ်ဒါလေးကတော့စစ်စိမ်းလေးဟိုဘက်ကအယောင်လေးကတော့မင်းတို့နှုတ်စိမ်းအယောင်လေးပဲဖြစ်ပါရင်နော်ကဲလိုအပ်တဲ့ customer လေးလည်းလာရောက်ဝယ်ယူအားပေးနိုင်ပါရင်နော်အားလုံးကျေးဇူးတင်ပါတယ်